အားလုံးပဲမင်္ဂလာပါ UMC မှကြိုဆိုပါရစေကျွန်တော်အေးကိုပါ Basis Microsoft Word ပတ်အိတ်မှာမိမိကွန်ပျူတာထဲမှာသိမ်းထားတဲ့ဓာတ်ပုံတွေကို Microsoft Word မှာခေါ်သုံးတဲ့နည်းလမ်းနဲ့တက်ပေါက်အသုံးပြုတဲ့နည်းလမ်းဒီနည်းလမ်းနှမျိုးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ့်ကွန်ပျူတာထဲမှာသိမ်းထားတဲ့ဓာတ်ပုံတွေကို Microsoft Word မှာခေါ်သုံးမယ်ဆိုရင်တက်ဘားပေါ်က Insert tab ကိုရွေးပါ Insert tab ရဲ့အောက်က Illustration group ထဲမှာရှိနေတဲ့ Picture command ကို click နှိပ်ပါပြီးတော့ဒီအောက်က This device ဆိုတဲ့ပေါ်မှာ click ချက်ထပ်နှိပ်ပါဒါဆိုတော့အခုလိုမျိုး Insert picture ဘောက်ကြာလာမှာဖြစ်ပါတယ်ဒီဘောက်ရဲ့ဘယ်ဘက်ချမ်းမှာဆိုရင်ဓာတ်ပုံထားပေးထားတဲ့ location ကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်ကဓာတ်ပုံတွေကို desktop ပေါ်မှာထားတာဖြစ်တဲ့အတွက်ကြောင့် desktop ကို click နှိပ်ပြီးတော့ရွေးလိုက်ပါမယ်ဒါဆိုရင်ဒီညာဘက်ချမ်းမှာ desktop ပေါ်မှာရှိတဲ့ file တွေကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကဒီ photo file ထဲမှာပုံတွေကိုထားတာဖြစ်တဲ့အတွက်ကြောင့် photo file ပေါ်မှာဒါပဲ click နှိပ်ပြီးတော့ဖွင့်လိုက်ပါမယ်အခုလိုမျိုးဓာတ်ပုံတွေထားနေအောင်ရောက်ပြီဆိုရင်တော့အသုံးပြုမဲ့ဓာတ်ပုံကို click နှိပ်ပြီးတော့ရွေးပါပြီးတော့ဒီအောက်က insert ကိုနှိပ်ပါဒါဆိုရင်အခုလိုမျိုးစာရွက်ပေါ်မှာဓာတ်ပုံကျလာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်ကဓာတ်ပုံတစ်ခုကိုခေါ်သုံးလိုက်ပြီဆိုရင်တော့ဒီ tab bar ပေါ်မှာ picture format tab ကိုတွေ့ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကဓာတ်ပုံပေါ်မှာ click ဖိဆွဲမယ်ဆိုရင်ဓာတ်ပုံကနေရာမရွေ့တာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကဓာတ်ပုံကိုနေရာရွေ့အောင်ရွှေ့ပေးခြင်းနဲ့ဆိုရင်တော့အရင်ဆုံးဒီဓာတ်ပုံနဲ့ကပ်ရမှာရှိနေတဲ့ဒီ Word tab option လေးပေါ်မှာ click နှိပ်ပြီးတော့ဒီထဲမှာရှိတဲ့ option တစ်ခုခုကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ Word tab option ကိုဓာတ်ပုံနဲ့ကပ်ရမှာမတွေ့ဘူးဆိုရင်တော့ဒီ picture format ရဲ့အောက်က arrange group ထဲမှာရှိနေတဲ့ဒီ Word tab ရဲ့ download ကို click ပြီးတော့ဒီထဲမှာလာပြီးတော့ရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီထဲကကိုကြိုက်တဲ့ option တစ်ခုကို click ချက်နှိပ်ပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်ဒါဆိုတော့ဓာတ်ပုံကိုကျွန်တော်တို့ကလွယ်တကူနေရာရွှေ့ပြီးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ကဓာတ်ပုံရဲ့ဘေးဘက်လင်မှာတွေ့ရတဲ့ resize point ဒီပေါ်မှာအတွင်းအပြင် click ဖိဆွဲပေးပြီးတော့ဓာတ်ပုံရဲ့ size ကိုပြင်ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ကဓာတ်ပုံနဲ့ပတ်သက်ပြီးတော့သတ်မှတ်ပေးထားတဲ့ style တွေကိုရွေးချယ်အသုံးပြုမယ်ဆိုရင်တော့ဒီ picture format တဲ့အောက်က picture style group ထဲမှာရှိနေတဲ့ဒီ download လေးကို click ပြီးတော့ဒီထဲကကိုကြိုက်တဲ့ style ကိုရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်ဒီရွေးချယ်ပေးတဲ့ style ကိုမသုံးဘဲနဲ့ဓာတ်ပုံကိုမူလပုံစံတိုင်းပြန်ပြီးတော့ထားမယ်ဆိုရင်တော့ကွက်ဆက်တူပါပေါ်က undo ကို click ရမှာဖြစ်ပါတယ်ဒါဆိုဓာတ်ပုံကမူလပုံစံတိုင်းပြန်ပြောင်းသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကသူပေးထားတဲ့ picture style တွေကိုမသုံးဘဲနဲ့ဓာတ်ပုံကိုကိုယ်စိတ်ကြိုက် style တက်မှတ်ပေးမယ်ဆိုရင်တော့ဒီ picture style group တွေက picture border နဲ့ picture effect ဆိုတဲ့ command နှစ်ခုကိုအသုံးပြုရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ကဒီဓာတ်ပုံရဲ့ဘောင်းရောင်ကိုသတ်မှတ်ပေးမယ်ဆိုရင် picture border ကို click ပြီးတော့ဒီထဲကကိုအသုံးပြုခြင်းနဲ့ကျွန်တော်ကအရောင်ကို click ချက်နှိပ်ပြီးတော့ရွေးပေးလိုက်ပါဒါတော့ကျွန်တော်ကဓာတ်ပုံရဲ့ဘောင်းကပါနေတဲ့အတွက်ကြောင့်မမြင်ရတာဖြစ်ပါတယ်ဘောင်းကိုကျွန်တော်ကထူပေးမယ်ဆိုရင်တော့ဒီ picture border တွေကပဲအောက်မှာရှိနေတဲ့ weight ထဲကကိုအသုံးပြုမဲ့ကျွန်တော်ဘောင်းထူပါပမာဏကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါဆိုတော့အခုလိုမျိုးဘောင်းထူလာတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ကကျွန်တော်တို့ကဒီအောက်မှာရှိတဲ့ picture ဖတ်ထဲမှာဆိုရင်ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့သတ်မှတ်ပေးနိုင်တဲ့ဖတ်တွေကိုတွေ့ရမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ share လို့ဖြစ်ပါတယ်share တို့ကတော့ဓာတ်ပုံမှာအရေးပုံစံလေးထည့်ပေးခြင်းတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ကဒီပုံစံလေးကိုရွေးလိုက်ပါမယ်ဒါဆိုခုမျိုးဓာတ်ပုံမှာအရေးပုံစံလေးပါလာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီအရေးပုံစံလေးကိုကျွန်တော်တို့ကပြန်ဖြုတ်ချင်တယ်ဆိုရင်လည်းဒီ picture ဖတ်ထဲက share တို့ကိုပြန်သွားပြီးတော့အပေါ်ဆုံးက no share ဆိုတာလေးကိုရွေးပေးရမှာဖြစ်ပါတယ်ဒါဆိုတော့အခုလိုမျိုးအရေးပုံစံလေးပျောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်က picture ဖတ်ထဲမှာဆိုရင် reflection ဖြစ်ပါတယ် reflection ကတော့ကျွန်တော်ကဓာတ်ပုံတွေကိုရောင်ပြန်တဲ့ပုံစံလေးတွေပြုလုပ်ပေးခြင်းတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ဥပမာနဲ့ကျွန်တော်ကဒီထဲဟာຢာလေးကို click ချက်နှိပ်ပြီးတော့ရွေးလိုက်ပါမယ်ဒါဆိုအခုလိုမျိုးဓာတ်ပုံကရောင်ပြန်ပုံစံလေးပါလာတာကိုတွေ့ရမှာဖြစ်ပါတယ်reflection ကိုပြန်ဖြုတ်မယ်ဆိုရင်လည်း picture ဖတ်ထဲက reflection ကိုပြန်သွားပြီးတော့အပေါ်ဆုံးက no reflection ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်picture ဖတ်ထဲမှာဆိုရင်နောက်တစ်ခုကတော့ glow ဖြစ်ပါတယ်glow ကတော့ကျွန်တော်တို့ကဓာတ်ပုံရဲ့ဘေးဘက်လင်မှာအရောင်ဖြာထွက်တဲ့ပုံစံမျိုးလေးပြုလုပ်ခြင်းတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်နောက်တစ်ခုကတော့ soft edge ဖြစ်ပါတယ် soft edge ကတော့ကျွန်တော်တို့ကဓာတ်ပုံရဲ့အနားတွေကိုချောမွေ့အောင်ပြုလုပ်ပေးခြင်းတဲ့အခါမှာရွေးချယ်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် bevel ဖြစ်ပါတယ် bevel ကတော့ကျွန်တော်ကဓာတ်ပုံတွေကိုဖောင်းကြပုံစံလေးပြုလုပ်ပေးခြင်းတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ဒီကကိုကြိုက်တဲ့ bevel option တစ်ခုကို click နဲ့ရွေးလိုက်ပါဒါဆိုဓာတ်ပုံကဖောင်းကြပုံစံလေးပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်
ဘက်ဘေးကိုကျွန်တော်တို့ကပြန်ဖြုတ်မယ်ဆိုရင်လည်း picture ဖတ်ထဲကဘက်ဘေးကိုပြန်သွားပြီးတော့အပေါ်ဆုံးက no ဘက်ဘေးကို click နဲ့ရွေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့က picture ဖတ်ထဲမှာဆိုရင်အောက်ဆုံးတစ်ခုဖြစ်တဲ့ 3D rotation မှာ 3D rotation ကတော့ဓာတ်ပုံကိုကျွန်တော်တို့က 3D ပုံစံ rotate လှည့်ပေးခြင်းတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ဒီကကိုကြိုက်တဲ့ပုံစံကို click ချက်နဲ့ပြီးတော့ရွေးနိုင်ပါတယ်ဒါဆိုရင်ခုလိုမျိုး 3D rotation ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်အော်ဓာတ်ပုံကိုမူလပုံစံတိုင်းကျွန်တော်တို့ကပြန်ထားမယ်ဆိုရင်လည်း picture ဖတ်ထဲက 3D rotation ကိုပြန်သွားပြီးတော့အပေါ်ဆုံးက no rotation ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါဆိုတော့ဓာတ်ပုံကမူလပုံစံတိုင်းပြန်ရောက်သွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က Microsoft Word မှာဓာတ်ပုံတွေခေါ်ပြီးတော့အသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့က text box ဖြစ်ပါတယ်text box ကိုကျွန်တော်တို့ကဘယ်လိုနေရာမှာအသုံးပြုလဲဆိုရင်စာတွေကိုကျွန်တော်တို့က area သတ်မှတ်ပေးပြီးတော့ရိုက်ချင်တဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်text box ကိုသုံးမယ်ဆိုရင်လည်း insert tag ကိုပဲရွေးပါပြီးတော့ရင်တော့ဒီ tag group ထဲမှာရှိနေတဲ့ text box ရဲ့ထောင်ရဲကို click ပါပြီးတော့ရင်တော့ဒီအောက်ဆုံးမှာရှိနေတဲ့ draw tab box ကို click ချက်နှိပ်ပြီးရွေးပါဒါဆိုတော့အခုလိုမျိုးအပေါင်းပုံစံလေးပါလာတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကကိုစာရိုက်ချင်တဲ့ area လောက်ကို click ပြီးဆွဲပေးရမှာဖြစ်ပါတယ်လိုချင်တဲ့ area အနေထားရပြီဆိုမှ mouse click ကိုလွှတ်လိုက်ပါဒါဆိုတော့ဒီ tab box ထဲမှာကျွန်တော်ကစာရေးရိုက်ပေးနိုင်မှာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့က text box ထဲမှာစာရေးရိုက်ပေးနိုင်မှာဖြစ်ပါတယ်text box မှာဆိုရင်လည်းကျွန်တော်ကဘေးပတ်လည်မှာ reside point ကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်က text box ကိုအချုပ်ချယ်လုပ်မယ်ဆိုရင်ဒီ reside point ဒီပေါ်မှာအတွင်းပြင် click ပြီးဆွဲပေးရမှာဖြစ်ပါတယ်နောက်ကကျွန်တော်က text box ရဲ့အပြင်ဘက်မှာကာစာချလိုက်မယ်ဆိုရင် text box ရဲ့ပတ်လည်မှာဘောင်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီဘောင်ကိုကျွန်တော်ကဖြုတ်ချင်တယ်ဆိုရင်အရင်ဆုံး text box ထဲမှာ click နဲ့ကာစာချပါပြီးတော့ရင်တော့ဒီပေါ်က shape format tab ဆိုတာတွေ့ရမှာဖြစ်ပါတယ် shape ဒီဆွဲတဲ့အခါမှာပေါ်လာတဲ့ tab ဖြစ်ပါတယ်ဒီ tab box ဆွဲတဲ့အခါမှာလည်းဒီ shape format tab ပဲပေါ်တာဖြစ်ပါတယ်ဒီအောက်မှာရှိရဲကျွန်တော်က shape style နဲ့ wire style တွေကိုရှေ့ကကျွန်တော် part 7မှာရှင်းပြခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်အခုဒီ tab box ရဲ့ဘောင်ကိုကျွန်တော်ဖြုတ်ချင်တယ်ဆိုရင်တော့ဒီ shape style ထဲမှာရှိနေတဲ့ shape outline ရဲ့ထောင်ရဲကို click ပြီးတော့ဒီထဲက no outline ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်အပြင်မှာကျွန်တော်ကကာစာချလိုက်မယ်ဆိုရင် tab box ရဲ့ဘောင်တွေပျောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဘောင်ပြန်ထည့်မယ်ဆိုရင်လည်းဒီနည်းတိုင်းပဲကျွန်တော်က shape format တဲ့အောက်က shape outline ကို click ပြီးတော့ဒီထဲကကျွန်တော်ကအရောင်တစ်ခုကို click နှိပ်ပြီးတော့ရွေးပြရမှာဖြစ်ပါတယ်ဒါဆိုရင် text box မှာဘောင်ပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့က Microsoft Word မှာကျွန်တော် text box တွေအများကြီးကိုသတ်မှတ်ပြီးတော့စာရေးရိုက်ပေးနိုင်မှာဖြစ်ပါတယ်ဒါကတော့ Microsoft Word မှာဓာတ်ပုံတွေကိုခေါ်သုံးတဲ့နည်းလမ်းနဲ့ text box အသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်လာမယ့်ပတ်9မှာပြန်ပြီးတော့ဆုံပါမယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။